စာရဗျာဂေးတယောက်ကဖျားစုပန်ထားတယ်လို့ပြောနေပါတယ်ဖြစ်နိုင်ပါသလားဗျာတဲ့စုပန်တာကတော့ဘယ်သူမဆိုစုပန်လို့ရတာပဲလေဖျားလောင်းအင်္ဂါရဲနဲ့ပြည့်စုံမှစုပန်တာကတော့ဖြစ်နိုင်တာပေါ့ယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်မိန်းမတွေလည်းတချို့ဖျားစုပန်ကြတာပဲတကယ်မတွေပဲစုပန်တာကတော့လူတိုင်းပန်လို့ရတယ်ဖျားဖြစ်မဖြစ်တော့ပဲလူတိုင်းမဖြစ်နိုင်ဘူးဖျားဖြစ်ကြောင်းကိုကြင့်မှရမယ်လေဂေးတွေဖျားစုမပန်ရအောင်လို့တော့ဖျားလည်းမဟုတ်ဘူးအမျိုးသမီးတွေဖျားစုမပန်ရအောင်စုပန်တာတော့စုတောင်းတာလူတိုင်းမှာလိုတဲ့ပန်ခွင့်ရှိတယ်တောင်းလို့ရတယ်ဒါပေမဲ့ဖြစ်တာတော့ဖြစ်မှာတော့မဟုတ်ဘူးလေဖြစ်ချင်တယ်ဆိုရင်တော့ယောက်ျားစစ်ဖြစ်ရမယ်အဲယောက်ကရှာလည်းမရအောင်မိန်းမရှာလည်းမရအောင်ဘာဂေးမှမရအောင်ဘာ LGBT မှမရအောင်နော်ဖျားစုဖြစ်ချင်တယ်ဆိုရင်ဖျားဖြစ်ဖို့အတာထောင်းအခုခေတ်လိုပြောရင်ပါမစ်ကြဖို့အဲတဘောတူခွင့်ပြုချက်ရဖို့ဗျာဒိတ်ရဖို့အများကြီးစူးစမ်းရသေးတာအဲဗျာဒိတ်ရဖို့အတွက်ဆိုတာကလည်းယောက်ျားစစ်အေကန်ဖြစ်ရမယ်နော်ယောက်ျားစစ်အေကန်ဖြစ်ရမယ်ဗျာဒိတ်ရနိုင်တဲ့ပါမစ်ဆိုတာလည်းလူတိုင်းမပေးဘူးလေပြောလို့သူရဲ့အချက်လက်တွေပြည့်စုံမှာပါမစ်ပေးတယ်ပါမစ်ပေးတိုင်းမအောင်မြင်သေးဘူးဒီပါမစ်ပေးတဲ့အတိုင်းထပ်ပြီးတော့စူးစမ်းရသေးတယ်လေအဲ့လိုမျိုးပဲဖျားရှင်တွေကလည်းစုပန်တဲ့များသူတွေကိုဗျာဒိတ်မပေးဘူးစုပန်တဲ့သူတိုင်းကဖျားမှမဖြစ်နိုင်တော့ဖုံးတို့ဒါမြတ်စွာဘုရားရှင်သင်္ကေတနဂုပီကိုမေတော်မင်းတက်တာဝါရီ3လကာလပတ်လုံးတရားဟောပြီးသင်္ကေတနဂုပီကိုရွှေဆောင်တဲ့ငွေဆောင်တဲ့ဗဒများဆောင်တဲ့နဲ့အဲဗမာတွေနဲ့တကြားတွေကဖျားရှင်လူပီကိုလိုက်ပို့ပေးတာဒါအားလုံးကြောက်ဖို့ပဲဗုဒ္ဓဘုရားဝင်နေနော်အဲ့လိုမျိုးတင်းကျွတ်လာပြည့်နေမှာနတ်ပီကိုကြွသွားတော့ကတော့တာဝတိပီကိုကြွသွားတာဝတိပီကနေပြီးတော့ရေမီးစုံတကိုးတွေပြပြီးတော့ကန္တာတရက်ပင်ချိန်ကနေနတ်ပီကိုကြွသွားတယ်နတ်ပီကနေဆင်းလာတော့အဲတင်္ကေတနကိုဆင်းလာတဲ့ကမှာဖုံခုပြောသလိုရွှေဆောင်တဲ့ငွေဆောင်တဲ့ဗဒများဆောင်တဲ့အနေနဲ့နတ်ပြမာတွေခြံရံပြီးဖျားရှင်တကိုးနဲ့ဆင်းလာတာဖျားရှင်အောင်နုဘော်ကြောင့်နတ်ပြမာတွေကိုလူတွေမြင်ခွင့်ရှိတယ်တာမန်အဖြစ်ကနတ်ပြမာတွေကိုလူတွေကမမြင်ရဘူးနတ်ပြမာတွေကမြင်အောင်ဖန်ဆင်းပြမှမြင်ရတာနတ်ပြမာတွေရဲ့ခန္ဓာကိုယ်ကအစင်းမြင့်တယ်နတ်အချင်းချင်းတောင်မှနတ်ပြည်6ထက်ရှိတယ်ဥပမာထပ်ပြောရင်ဒါတကယ်ဘုရားဥပမာပြောရင်ဒါစတုမာရဲ့နတ်ပြည်ပေါ့နော်တကယ်ဒါအနေဆုံးနတ်ပြည်ကအဲ့ဒီအနေဆုံးနတ်ပြည်ကစတုမာရဲ့နတ်ပြည်ကတာဝတိနတ်တွေကိုမမြင်အောင်တာဝတိနတ်ပြည်ကိုတွားလို့လည်းမရအောင်တာဝတိနတ်တွေကတကယ်လို့ဒါတာဝမြင်းနဲ့နှိမ့်တဲ့နတ်ကမြင်းတဲ့နတ်ပြည်ကိုတွားလို့မရအောင်တွားခွင့်မရှိဘူးမြင်းတဲ့နတ်ကနှိမ့်တဲ့နတ်ပြည်ကိုဆင်းလာလို့ရတယ်အောက်ဆိုရင်တာဝတိနတ်ပြည်ကနတ်တွေကစတုမာကိုဆင်းလာမယ်ဆိုရင်သူတို့ကဖန်ဆင်းပြမှမြင်အောင်ပြမှမြင်ရတာဒီတိုင်းဆိုရင်တာဝတိနာနတ်ကစတုမာရိနတ်ကိုမြင်ရမယ်စတုမာတကယ်တာစတုမာရိနတ်ကတာဝတိနာနတ်ကိုမမြင်ရအောင်နတ်ချင်းတော့ပါဝါမတူအဲ့လိုပဲစိတ်ငယ်အဆင့်မြင့်သွားတဲ့နတ်တွေဆိုတာမန်နတ်တွေမမြင်ရအောင်သူတို့ကမြင်ရအောင်တကိုးနဲ့လုံမှမြင်ခွင့်ရှိမှမြင်ခွင့်ရှိအောင်တော့တကိုးကိုအဲ့လိုလုပ်ရတယ်အဲ့လိုရှိတယ်နတ်တွေရဲ့ပါဝါအဲ့လိုကြီးနတ်ချင်းတော့ပါဝါတွေမတူအထက်တွေမတူဒါတကယ်တော့ဗြဟ္မာခန္ဓာကျတော့ပို့အဆင့်မြင့်သွားနတ်ခန္ဓာတဲ့ပို့ပြီးအဆင့်မြင့်သွားပြီအေးရတကယ်တော့ဗြဟ္မာတွေကကြတော့နတ်ခန္ဓာတဲ့ပို့တိမ်မွေ့သွားပြီနတ်တွေရဲ့ခန္ဓာကိုယ်တော့အမြဲတမ်းတိမ်မွေ့တယ်ဘုရားရှင်လက်ထက်ကလို့ပဲဒါဘုရားရှင်ရှိမှတရားနာကျင်လို့ဆိုပြီးတော့နတ်တွေလူပြီးဆင်းလာလို့မရဘူးတဲ့ဆင်းလာလို့မရဘူးဆိုတာဆင်းလာတယ်မြေကြီးပေါ်မှာသူကရက်လို့မရဘူးမြေကြီးအောက်ထဲကျုံဝင်သွားတာသူတို့ရဲ့ခန္ဓာကနူးညံ့လုံးတော့ဘုရားရှင်မှာတရားနာမယ်လုပ်လိုက်မြေကြီးပေါ်နင်းလိုက်တာသူတို့ရဲ့ခန္ဓာကတိမ်မွေ့နူးညံ့လုံးတော့မြေကြီးအောက်ထဲရောက်သွားဘလို့မှမြေကြီးပေါ်မှာသူတို့ရက်လို့မရအောင်လူပြိုတခါမှလည်းမစင်းလာဘူးတော့လေအဲ့ဒီမှာဘုရားရှင်ကကဲမြေကြီးပေါ်မှာရက်လို့ရအောင်တင်းတို့ရဲ့ခန္ဓာကိုယ်ကိုစာလို့ပြောရင်ဘုရားကပထဝီကတိုင်းပေါ့ကြမ်းတမ်းတဲ့ခန္ဓာကိုယ်ဖြစ်အောင်အရင်ဖန်ဆင်းပြီးမှမြေကြီးပေါ်မှာအဲ့ကြောင့်မှသူတို့ကဘုရားမိန်တဲ့အတိုင်းပြောမှဘုရားပြောတဲ့လို့လည်းမှသူတို့ရဲ့ခန္ဓာကိုယ်ကအဲ့လိုမျိုးရက်လို့ရတာတဲ့အဲ့လိုပြောသူတို့ရဲ့ခန္ဓာကိုယ်ဘလောက်နူးညံ့လဲကိုပြောပြတာနတ်တွေရဲ့ခန္ဓာကိုယ်နတ်တွေရဲ့ခန္ဓာကိုယ်နဲ့ဗြဟ္မာတွေရဲ့ခန္ဓာကိုယ်ကနူးညံ့တယ်နတ်တွေကကြတော့နတ်ဩဇာတွေစားရတယ်ကာမဂုဏ်ခံစားတာတွေရှိတယ်ဂျာမကိစ္စတွေရှိတယ်ဒါဗြဟ္မာတွေကကြတော့ဘာနတ်ဩဇာမှာစားစားမလို့မေတ္တာကရုဏာမုဒိတာဥပေက္ခဗြဟ္မစိုးတရား၄ပါးပီတိနဲ့ပဲနေတယ်သူတို့ရဲ့အစွမ်းပီတိအစွမ်းကြောင့်ဘာမှစားစားမလို့ဘာမှလည်းစားစားမလို့တို့လို့ဒီဗြဟ္မာတွေကဒါမေတုံမီဝဲတာတွေကာမဂုဏ်ခံစားတာတွေမရှိဘူးဗြဟ္မာပြည်မှာယောက်ျားမိန်းမမရှိဘူးပုံစံတွေကတော့ယောက်ျားပုံစံတွေပဲလိင်္ဂါတွေမပါဘူးကာမဂုဏ်မခံစားဘူးသူတို့ကဒီဗြဟ္မစိုးတရား၄ပါးနဲ့ပဲနေတယ်သူတို့ရဲ့ခန္ဓာကိုယ်ကပိုနူးညံ့တယ်ပိုတိမ်မွေ့တယ်ပိုတကိုးကြည့်တယ်ပိုအဆင့်မြင့်တယ်နတ်တွေထက်လည်းပိုတက်တန်းရှည်တယ်အဲ့ဒါတချို့ဗြဟ္မာတွေဆိုဘယ်လောက်ထိအသက်ရှည်လဲဆိုအဲ့ဒါကဘာပေါင်း8400ကျော်အသက်ရှည်တယ်လေဗျအံ့ဩစရာနော်အဲ့ဒါအဲ့လိုကဲထားဒါကြုံလို့ပြောပြတာ
အဲ့လိုဆိုတော့ဖျားရှင်တာဝတိတာနတ်ပြည်ကဆင်းလာတဲ့ချိန်မှာကြတော့တာမန်လူတွေမမြင်အောင်ပုံမှန်အဖြစ်ဒါပေမဲ့မြင်အောင်ဖျားတကိုးနဲ့ဖန်ဆင်းပြတာတော့ဖျားရှင်အာနုဘော်ကြောင့်နတ်ပြမာတွေကိုလူတွေကမြင်ရတယ်အဲ့ခါကျမှမြင်ရတာနတ်ပြမာတွေကဖျားကိုခြံရံပြီးတော့လူပြီးတော့လိုက်ပို့တာဖျားရှင်ရဲ့တကယ်စိတ်ကူးကြည့်ဘယ်တော့တင့်တယ်လိုက်မလဲပေါ့နော်ရွှေဆောင်တဲ့ငွေဆောင်တဲ့ဗရမများဆောင်တဲ့အနေနတ်ပြမာတွေကသူတို့ရဲ့ခန္ဓာကိုယ်လူတွေမြင်အောင်ဖန်ဆင်းပြတယ်ဖျားကလည်းမြင်အောင်တကိုးနဲ့ဖန်ဆင်းပေးထားတဲ့အခါကျတော့လူတွေကတကယ်တော့မြတ်စွာဘုရားတာဝတိတာနတ်ပြည်မှာနတ်ပြမာတွေချမ်းရင်ပြီးတော့တင့်တဲ့လူပြီးတော့ကြွားချီလာတော့ဖူးမြင်ပြီးတော့ဖူးမြင်ရတဲ့လူတိုင်းကဘာဖြစ်လဲဆိုလူတိုင်းကဖျားစုပန်တာတဲ့ဖျားဖြစ်ခြင်းဆိုဖျားကိုအားကြတာလေလောကမှာလူတွေရှိရလေတချို့တွေဘယ်သူကဘလို့တော်လဲဆိုအရင်အားကြတာအဲ့လိုပဲဖျားရှင်ကိုမြင်တော့ဟာဖျားဖြစ်ခြင်းလိုက်တာဖျားရှင်ရဲ့အမတန်ကိုကြက်တည်ရှိလိုက်တာဖျားရှင်ကဒါအတရီတော်တင့်တယ်လိုက်တာနတ်ပြမာတွေခြံရံပြီးတော့တကယ်ခန့်ညားထက်သွားလုံးတော့လူတွေထဲမှာတော့ယာရုကြီးတဲ့သူတွေပါဝါကြီးတဲ့သူတွေအချင်းရံများရင်လူတွေကအထင်ကြီးကြတာအခုကနတ်တွေပြမာတွေတကယ်တော့ပြမာတွေတဲ့မြင့်မြတ်တဲ့သူကိုမရှိတော့အဲ့လောက်ပြောမယ်ရေပွားအဖြစ်တကူအရန်ကြီးပြီးအစ်စ်မြင့်တဲ့ပြမာကြီးတွေတောင်ဖျားအောင်ခြံရံတော့ဖျားရှင်အမတန်ကိုနတ်တွေပြမာတွေနတ်တွေထက်ပြမာတွေကတင့်တယ်တဲ့နတ်တွေပြမာတွေအားလုံးတဲ့ဖျားရှင်ကပို့ပြီးတင့်တယ်တဲ့ရောင်ကျော်6တွေကိုမြူးပြီးတော့ထင်းပြီးတော့ကြီးညိုစရာကောင်းတော့ဖျားကိုဖူးရတဲ့သူတိုင်းကဖျားစုပန်ကြတယ်ဒါပေမဲ့စုပန်တဲ့သူတွေဖျားမှမဖြစ်တာစုကလူတိုင်းတောင်းလို့ရတာပဲတောင်းတဲ့တိုင်းမှမဖြစ်တာလေစုတောင်းုံနဲ့မရအောင်ကျင့်ရမှာလေဟုတ်ပြီနော်ဒါကမေကွန်းကတာမန်လေးပုံတခွန်းနဲ့ဖြေလိုက်လို့ရတယ်ဖြေပြီးတော့ဒါပေမဲ့ပြည့်စုံဘူးတုဒလေးပါတိုင်ဝမ်ပြီးဖြေပြပုံဖြေပြတာအဲ့ဒါဆိုတော့ဖျားဖြစ်ဖို့ဆိုတာကဗျာဒိတ်ရဖို့တကယ်ပါမစ်ရဖို့တော့မလွယ်ဘူးနော်တကယ်ဒါကဘာပေါင်းအတင်ချေစူးစမ်းရတယ်ဖြစ်ကျင်ရတယ်ဒီလိုအရေးကြီးတွေနဲ့ပြည့်စုံတဲ့သူကြမှာဖျားရှင်တို့ကဒီပုဂ္ဂိုလ်ကဖျားဖြစ်မယ်ဆိုပြီးတော့ဟောတာအခုသူ့မိတာရသေးဘွားမှာဖျားစုပန်ခဲ့တာမဟုတ်ဘူးသူ့မိတာရသေးဘွားမရောက်ခင်နေကဘုန်းတို့ဒါဂေါတမမြတ်စွာဘုရားတကယ်ကဘာပေါင်းများစွာပါရမီတွေဖြည့်ထားတာဖြည့်ထားပြီးဖျားလောင်းရဲ့အင်္ဂါရဲ့အရေးချင်းတွေနဲ့ပြည့်စုံပြီဆိုမှသူ့မိတာရသေးမှာသူ့မိတာရသေးကိုဒီပေကမြတ်စွာဘုရားကအနောင်လေးတိကျကဘာတသိမ်းမှာဂေါတမအမီနဲ့ဗဒကဘာမှာဖျားဖြစ်လိမ့်မယ်လေးစုမြောက်ဖျားဖြစ်လိမ့်မယ်ဟောတော့ပြီးလားမပြီးတော့သူထက်ကျင်ရသေးတယ်လေးသိကျကဘာတသိမ်းနော်ပြောရင်ရှည်သွားလိမ့်မယ်အဲ့ဒါဆိုတော့တချို့ရှိတယ်မဟာယာနတွေတိုင်းလဲမဟာယာနအများစုကလည်းဆိုတော့ဖျားစုပန်နေပဲမဟာဆိုတာကကြီးကျယ်မြင့်မြတ်တဲ့ယာနယင်ပေါ့သူတို့ကနိဗ္ဗာန်ကိုတာမန်ယန္နာဘွားနဲ့မတော်ဘူးတဲ့ဖျားဖြစ်နေသွားမယ်ဆိုပြီးမဟာယာနတွေသူတပည့်တရုတ်တွေမဟာယာနဗုဒ္ဓဘာသာဝင်တွေကဟိုပြီးတော့တိဘက်တွေပေါ့နော်သူတို့အကုန်လုံးဖျားစုပန်ကြတာသူတို့ဖျားစုပန်နေဖျားလောင်းနေဆိုဘောဓိတတ္တဆိုပြီးတော့သူတို့ကိုးကွယ်တော့လဲနောက်ပိတ်မဲ့အရိမဏဘုရားကိုပဲကိုးကွယ်တာဒီဂေါတမဘုရားအဲ့လောက်ကြီးသူတို့မာယာနာဘုန်းကြီးကျောင်းနေကြည်လိုက်ရင်ဖျားပုံတော်တော်နေတယ်သူကဖျားလောင်းပုံတွေကိုပဲကိုးကွယ်တာသူတို့သူတို့ကိုယ်တိုင်လည်းဖျားလောင်းဆိုပြီးတော့ခံယူတာတို့ဘလောက်ပဲခံယူဖျားလောင်းအင်္ဂါရဲ့နဲ့မပြည့်စုံရင်ဘယ်လိုဖျားလောင်းဖြစ်မလဲဟုတ်ပြီနော်ဒီအတွက်စုပန်လို့ကတော့ဘယ်လိုမဆိုရပါတယ်လို့ဘုဒ္ဓအနေနဲ့ဖြေကြားပေးပါတယ်